Hello guys, မင်္ဂလာပါဒီနေ့အားကြတော့ကျွန်မကကျွန်မရဲ့ school ရဲ့ vlog ကိုရိုက်ပြသွားမှာဖြစ်ပါတယ်။ Hi က vlog ထိလာမလဲဆိုတာအားလုံးကိုစမ်းကြည့်နေကျွန်မပြရှင်။ဒီဆိုကျွန်မကကျောင်းမှာတော့စမပဲဖြစ်ပါတယ်။ဟာဒီဆိုင်ကောင်းမလဲဆိုတာအားမလိုက်ယူပြကြပါဦး။ဒီရာလေးကိုသုံးစုထပ်ပြီးဆက်ဒါတော့ပကြီးလားတော့ပကြီးကြတော့သုံးစုလောက်ထည့်လိုက်ပြီနောက်ပြီးဘာကတစ်ခုဘာကလေးဦးထည့်ပါပဲဘာကလေးနောက်ပြီးတော့စပစ်ကိုထည့်ပြပါလိမ့်ရှင်စပစ်ကစားလို့ကောင်းတဲ့ပုံစံလေးတွေပါတယ်လို့ပါပဲ sorryနောက်ပြီးတော့ဝါလို့ထည့်ပါလိမ့်ရှင် Nick I like Nick a little bit tight နောက်ပြီးမရှိပဲတောက်ပါမယ်ဆိုတော့မယ်စားလို့တအားကောင်းပြီးတော့တအားလဲစားလို့ကောင်းပါတယ်ရှင်တော့ပကီလေးလဲစားပါမယ်အားလုံးကိုလည်းချစ်ပါတယ်ဒီမိုက်ဗီဒီယိုတွေကိုမြင်များလေးကြည့်ပြီးချက်ပါရှင်မြင်များလေးကြည့်ပြီးမြင်များလေးပိတ်စာပါမယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘယ်လိုမျိုးကြည့်ပြီးရတော့ပါရှင်အားလုံးကိုတတာပါရှင်